Yo ကျွန်တော်ကခင်းနိုင်မှာကျွန်တော်တို့မနေ့ကဒေါ်လာ6000နဲ့ကားအစုပ်ကြီးရောင်းထွက်သွားတော့ကျွန်တော်ခေါင်းထဲမှာအသွေးတစ်ခုဝင်လာပါတယ်အဲ့ဒါတော့ကျွန်တော်ကား90နဲ့တတိဖြစ်ဖို့ပါ Okay ဒီလိုနဲ့ကျွန်တော်မနေ့ကဒေါ်လာ6000နဲ့ကားအစုပ်ကြီးကိုရောင်းပြီးဒီမှာကားစီးလာကြည့်ရပါတော့ဒီကသူခေါ်တာ4450ပဲကျွန်တော်က3500နဲ့စစ်တယ်သူက3900လောက်ထားပါလို့ပြောတယ်အဲ့ကြောင့်သူထပ်စစ်ကြည့်ရမရတော့ကျွန်တော်3900နဲ့ပဲပြီးဝေလိုက်ပါတယ်အဲ့ကြောင့်ကားရှိုးလုံးတည်ပါမှာတည်ဝိုင်းကျွန်တော်အရင်တိုင်းပဲ scan ပါညာဖတ်တယ်ပဲကျွန်တော် scan ဖတ်ကြည့်တော့ကတော်တော်များများမပြတ်စီသေးဘူးเนาะမပြတ်စီသေးတော့ကျွန်တော်အမှအိတ်ဇောပိုင်းမှာအပေါက်ပါမပါ live စစ်တယ်ပေါ့เนาะကျွန်တော်အမှစစ်တယ်စစ်တော့အိတ်ဇောပိုင်းမှာလည်းကျွန်တော်အပေါက်မတွေ့ဘူးပြခုစစ်ကြည့်ရသလားပေါ့เนาะကျွန်တော်တေချာစီးမုတ်ပြီးစစ်ကြည့်လိုက်ကျွန်တော်တေချာစစ်ကြည့်တော့မတွေ့ဘူးမတွေ့တော့ကျွန်တော်ဒီကားကိုကျွန်တော်ခြေပညာတေချာပြန်စီးမှာเนาะရက်စီးရမလို့တော့ဒါပေမဲ့ကျွန်တော်တန့်အောင်ခြေတေချာပြန်စီးလိုက်မှာပေါ့เนาะအဲ့ဒါပဲကျွန်တော်ဒီကားကိုခြေပညာစီးလိုက်တယ်โอเคကျွန်တော်ရေထဲဆေးဝိုင်းဆိုတော့ကျွန်တော်ဒီတန်ကြီးတက်နေတဲ့ဟာလေးကောဘတ်စာကျွန်တော်ဆေးပြန်တုံးပါတော့ဆေးပြန်ပုံမယ်โอเคနောက်ကျွန်တော်ဒီမှာနည်းနည်းပွားပါတော့ကောဘတ်ကျန်းရင်စားလိုက်ပြီကောဘတ်ကျန်းရင်စားပြီးတော့ဆေးပညာပါပတိပညာရပြီဆေးပညာပုံမယ်ကျွန်တော်ဆေးပညာမှုတ်ပြီးကုန်ဖိုင်းဝိုင်းဆိုတော့ကျွန်တော်ဒီမှာရောင်းဖို့ပြင်နေတာပေါ့နော်။ကျွန်တော်ပါကင်ထုံးမယ်တပုံရိုက်မယ်။ပြန်ကျွန်တော်ရောင်းဖို့ပြင်ပေါ့နော်။ကျွန်တော်ပါကင်တေချာထိုးလိုက်။ပါကင်ထိုးတဲ့နည်းတော့တိုင်ပတ်နေတယ်။โอเคရပြီ။ကျွန်တော်ပါကင်နဲ့ထိုးလိုက်ဆိုကျွန်တော်တပုံရိုက်ရမယ်ပေါ့နော်။အဲကျွန်တော်ဖုန်းထုတ်တပုံရိုက်လိုက်မယ်။တပုံရိုက်တာအရေးကြီးရပဲဘာလို့လဲဆိုတော့ဒီတပုံလှမှာလာဝဲကြမှာလေ။အဲကြောင့်ကျွန်တော်တေချာရိုက်လိုက်ပါဆိုကင်မရာမန်လုပ်လိုက်တယ်။ကျွန်တော်ရိုက်ပြီးတော့ဒီမှာရောင်း post တန်းတင်နေပေါ့နော်။ဒီမှာ line မတင်ရင်ကျွန်တော်ဈေးကိုဘလောက်ခွန်ကောင်းလဲကျွန်တော်စဉ်းစားနေတော့9000ကျော်ခလိုက်မှာပေါ့နော်ကျွန်တော်က3600ကို3900ဆိုတော့ကျွန်တော်ဒီလာဝဲတဲ့လူတွေစောင့်နေပေါ့နော်ကျွန်တော်လာဝဲလူတွေစောင့်နေနဲ့အရှိသွားလိုက်နောက်သွားလိုက်လုပ်နေတယ်โอเคကျွန်တော်စောင့်နေတယ်ဒီမှာလူတယောက်လာပဲပေါ့နော်လာဝဲသူနဲ့ကျွန်တော်ဈေးစကားပြောတယ်သူကဈေးစတိုက်ကြီးက9500ကျော်နဲ့ရမလားအဲကျွန်တော်သူ့အများကြီးဆော့ပေးလိုက်ပါတယ်ကျွန်တော်6500နဲ့ပဲရအောင်မယ်ဒါပေမဲ့သူကမရဘူးဗျ9600နဲ့ပဲ9600ပဲသူလုံးဝ9600နဲ့ပဲဝင်မယ်ဆိုတော့ကျွန်တော်ငင်းလိုက်ပြီပေါ့နော်မရအောင်ဗျကျွန်တော်ကဒီတက်တန်တယ်ဆိုပြီးတော့ကျွန်တော်လည်းဝါအောင်နော်မူပြီးငင်းလိုက်တယ်ကျွန်တော်ဒီရောင်းဝယ်လုံးနဲ့ဘီနာမိုင်ရဲ့ဦးအေးလုံးနဲ့ပဲအဲ့ဒါကျွန်တော်ငင်းလိုက်တယ်ဒီကောင်ကျွန်တော်ရောင်းမယ်ပေါ့နော်ရောင်းဒီကောင်ဈေးဘယ်လောက် what the fuck ရောမရိုင်းလိုက်လားပရမလူနော်ဒီတက်အများကြီးပေးတယ်ဒီကောင်ဘာလို့ဒီလောက်ပဲပေးရလဲဆိုရင်ကျွန်တော်ဒီကောင်ဈေးများများရှော့ပေးလိုက်တယ်ရှော့ပေးလိုက်ဒီကောင်ဝယ်မဲကောင်မဟုတ်ဆိုတော့ကျွန်တော်နှင်းမှန်းထုတ်လိုက်မယ်နော်โอเคကျွန်တော်နှင်းမှန်းထုတ်လိုက်တယ်ကျွန်တော်နောက် customer တယောက်ထပ်ဆောင်နေတယ်ဒီမှာမာကြီးတယောက်လာပဲပေါ့နော်တော့တခါတည်းပြန်ဈေးကအပြတ်ပဲသူစစ်အောင်မစစ်တော့အားနဲ့ကျွန်တော်လဲသူကျွန်တော်ရဲ့ offer လေကားကြီးပေါ့နော်ကျွန်တော်ရောင်းလိုက်တယ်သူကတော့အတော်ပျော်နေတယ်ဒါပေမဲ့ကျွန်တော်ဂျင်းထဲရောင်းလိုက်တော့နော်ကျွန်တော်အကားရောင်းဝင်ကျွန်တော်လမ်းထိပ်ကကားကျွန်တော်လိုက်ကောက်တယ်ဗျလိုက်ကောက်တော့ဒီမာကြီးကိုဈေးမိလိုက်အောင်မယ်ဟာရောင်4400အဲကျွန်တော်ဒီသူ့တိတ်မစစ်ပါဘူးကျွန်တော်3300 2000ကျော်လောက်နဲ့ပဲထားခိုင်းဒါပေမဲ့သူကရီးရပြကျွန်တော်လောင်တာဟာဘာဖြစ်နေလဲအတူမူနော်အဲကျွန်တော်လည်းညင်းလိုက်ပါတယ်โอเคဒီမှာနောက်တစ်ခါပေါ့နော်ဒီကားရတော်တော်စုပ်ပြတ်တာဗျဒါပေမဲ့ရောင်းတဲ့မကြီးချောနေတော့ကျွန်တော်သူ့ဈေးနည်းနည်းပေါ့နော်မစစ်ပဲကျွန်တော်ပေးနေတာဒါပေမဲ့နည်းနည်းစစ်လိုက်စစ်တော့မရတော့သူ့ကျွန်တော်သူခေါ်တဲ့ဈေးတိုင်းမှာကျွန်တော်ပေးလိုက်ပါတယ်ရုပ်လေးကလည်းချစ်ဖို့ကောင်းဝေးချေပါကြီးလောက်ပြီးတော့ကျွန်တော်ရဲ့ကားလေးကျွန်တော်ကားရှိုးလို့ရှိပြန်သေးလာရဲ့ပေါ့နော်ကျွန်တော်ရဲ့ရှိုးလုံးလေးရောက်တော့ကျွန်တော်ဘာလို့ကောင်းလဲတွေးနေနေကျွန်တော်ဒီမှာကီလိုတွေရှော့မယ်နော်ဒီကီလိုတွေရှော့မယ်ဒီကောင်လေးကျွန်တော်မသိမတိုင်ကောင်ကီလို3000ချီပါရအဲကျွန်တော်ဒီမှာ3ညထိရှော့မယ်နော်ဒီမှာကျွန်တော်ရှော့နေတာအမှန်ကန်ကြီးရှော့နေတာโอเคဟိုဟာလေး3ညထားလိုက်ဒီဟာလေးတစ်ထားလိုက်အဲကြောင့်အရှိရဟာကြီးတွေကျွန်တော်ရှော့မယ်လို့တော့ဒီနားထိကတော့အဆင်ပြေရဲ့ဗျနောက်ပိုင်းကျကျွန်တော်ရှော့လွန်သွားတာလားဘာလားတော့မသိဘူးဖုတ်ကနေဆိုထားပေါက်ကြောရှော့မရတော့ပါဘူးကျွန်တော်က customer ကိုဂျင်းထဲလို့မရတော့စိတ်ညစ်နေတယ်ကျွန်တော်ညာကြီးပေါ့နော်ကားကြီးကိုထားစီတယ်ကားကိုရေးထားစီရပေါ့နော်အပြီးကြီးပြောင်းကျွန်တော်ရေးစီရမှာပေါ့နော်ကျွန်တော်ရေးပါညာစိတ်ဝက်ဆိုအင်ဂျင်ကန်းပါညာပေါ့နော်ဒီမှာကျွန်တော် live မှုတ်ကြည့်
မှုတ်ကြည့်တော့အပေါက်ကြီးဗျာဒီခေါက်တော့ကျွန်တော်ဂျင်းထဲကန်လိုက်ရရုပ်ချောရဲဆိုပြီးကျွန်တော်သူခေါ်တဲ့ဈေးတိုင်းပဲပြီးခဲ့အောင်နော်ဒါမှကျွန်တော်ဂျင်းထဲပါတယ်ဒါမှရပါတယ်ကျွန်တော်ဂျင်းပြန်ထည့်လို့ရအောင်နော်အဲ့ဒါကျွန်တော်ဘက်ထရီတွေပါကျွန်တော်ဖြုတ်ကြည့်မှာနော်ဘက်ထရီကလည်းတော်တော်နည်းနေဗျနည်းနေဆိုရင်ကျွန်တော်ဒီမှာလိုက်ဖြုတ်ကြည့်အောင်ဖြုတ်ပြီးကျွန်တော်ဖြူတွေပါလိုက်စစ်တယ်ဖြူတွေပါရတော့နည်းနည်းတော်သေးတယ်ဗျကျွန်တော်ဒီဂျင်းထဲလို့ကောင်းတဲ့နေထားမှာရှိသေးရဲ့အဲ့ကျွန်တော်တစ်လုံးချင်းစီဖြုတ်လိုက်ပြန်တဲလိုက်လုပ်တယ်ပေါ့နော်ကျွန်တော်တို့ကလိလို့လည်းပြီးပြီဆိုတော့အိတ်ရမှာနော်အဲ့ဒါကျွန်တော်ဒီမှာအိတ်လိုက်တဲ့မနေ့စောစောထိုင်ကျွန်တော်လုံးပြန်လုပ်မှာနော်အဲ့မှာကျွန်တော်ခါတိုင်းလိုပါဒီမှာအပေါ်သွားပါသွားပြီးတော့ဟိုခန်းကြီးဒီခန်းကြီးနဲ့ကျွန်တော်ကောက်ကျွန်တော်ဆေးပြီးအောင်လုပ်မယ်ပေါ့နော်ဒီလိုနဲ့ကျွန်တော်ကောက်ကျွန်တော်တေချာလုပ်တယ်ပေါ့ကျွန်တော်ဒီမှာဆေးပညာလုပ်ပြီးပြန်အယောင် post ပြန်တင်မှုတေချာ file နေဗျဒီလိုနဲ့ကျွန်တော်ကားစိတ်မှုပြီးပါတော့ကျွန်တော်ဒီပါကင်ပညာထုတ်တပုံပညာရိုက်ကျွန်တော်အယောင် post တင်ရတော့နော်ဒီမှာကျွန်တော်အယောင် post သွားတင်တာဗျာပြီးကျွန်တော်ဒီမှာအယောင် post တင်မယ်ဒီလိုနဲ့ကျွန်တော်အယောင် post တင်ပြီးမကြောက်ဗျာဒီမှာ customer တယောက်ကလာကြည့်ရလာကြည့်ပြီးသူကဗာလာရီရဗျာကျွန်တော်ကားလေးကျွန်တော်စဉ်းစားရမှာဒီကအဆုတ်ကြီးမှုလို့ဒီကောင်ရီရလားဘာလားပေါ့နော်ဒီကောင်မင်းယူနေရလားဒီတော့မိုက်တဲ့ခါပဲကျွန်တော်လေးအော်ပတ်လေပေါ့နော်အထဲမှာကျွန်တော်တိတ်လေးနဲ့ကတ်ထားတာရှိအော်ဒီမှာ customer လာပြီโอเคဒီမှာ customer ဘယ်လောက်လဲဆိုတော့ကျွန်တော်ခေါ်တာ8000ကျော်တာသူက9000ကျော်မရိုင်းတာဗျာအဲကြောင့်သူ6000ကျော်လောက်နဲ့စစ်ပြီးရဗျာဒါပေမဲ့ तू က9900ပေါ့နော်6000လောက်နဲ့ရမှာအဲကြောင့် तू 6500ခေါ်လိုက်မယ်6000တိတ်ရတယ်ဒါပေမဲ့ကျွန်တော်နည်းနည်းမူလိုက်အောင်ပဲဗျာကျွန်တော်6000ဘယ်လောက်နဲ့ရအောင်6300လောက်နဲ့ဟောတော့6150ဆိုကျွန်တော်လည်းမစင်းစားတော့ဘူးဒီကောင်ရောင်းလိုက်ပါနော်ရောင်းလိုက်တော့ပျော်နေတယ်အမှနောက်တစ်ယောက်ကတော့ငိုရလာပါသူစိတ်ညစ်သွားပါတော့သူကားမရပါလို့သူစိတ်ကောက်ပြီးပြန်သွားတယ်ကျွန်တော်ဒီကားလေးပဲရောင်းနေကျွန်တော်ချမ်းသာတော့မှာမဟုတ်ဘူးအဲ့လိုနဲ့ကျွန်တော်လက်ထဲပတ်စံနေနေများလာတော့ဖင်ကောင်းချေကျွန်တော်မော်ဒယ်မြင့်ကားတစ်စီးဝယ်လိုက်တယ်ဗောနော်ဝယ်ဖို့ကျွန်တော်အမှသွားကြည့်မှုလုပ်လိုက်တယ်ကျွန်တော်လမ်းထိပ်မှာပဲဆိုတော့ကျွန်တော်ကုန်းညောင်းပဲသွားလိုက်မယ်ဗျအဲ့လိုနဲ့သွားလိုက်တယ်ကားဝယ်မယ်ရှိလဲရအောင်နော်ကားလေးကတော်တော်လှတယ်လှသူက1950ကျွန်တော်9000လောက်နဲ့စစ်မယ်ဗောနော်သူကျွန်တော်9000လောက်နဲ့စစ်တယ်တော့9192ကျပ်ဆို9200ပဲထားလိုက်ပါတော့9200လောက်ပြီးပါလားတော့ပြောပါနော်အဲကြောင့်သူထပ်စစ်မယ်8500နဲ့ပြန်စစ်လိုက်မယ်ဗျာသူအမှသူနည်းနည်းမူပဲဗျာမူလို့ကျွန်တော်လည်းမထူးတော့ပါဘူးနော်ကျွန်တော်9000နဲ့ရမလားဆိုထပ်စစ်ကြည့်ရယ်ဒါပေမဲ့သူကမပေးဘူးဗျ9020နဲ့3ဆိုမစိုးဆိုကျွန်တော်ဝယ်လိုက်တယ်โอเคဆိုတော့ကျွန်တော်ဒီကားရပါမယ်နော်ကားလေးကတော့တော်တန့်လှလဲလှရဗျဒီဆွဲရုံပါညာလည်းကောင်းအဲ့ကျွန်တော်ကားရှိုးလုံးမောင်းလာရင်เนาะကျွန်တော်ကားရှိုးလုံးရောက်တော့ကျွန်တော်ဒီမှာစစ်ရမယ်ဒီကဘာမှတုံတန်တိတ်ထီရအောင်မဟုတ်ဘူးအဲ့ကျွန်တော်အင်ဂျင်မိုင်းရင်တော့ကြည့်ပါเนาะဒီမှာလဲသူဖာရတာဘာညာမရှိဘူးဗျကျွန်တော်တေချာစစ်တယ်ကျွန်တော်ဘက်ထရီတို့ဖြူတို့ဘိုင်းကလည်းဘာမှလောက်ထားတာမရှိဘူးเนาะဒီမှာကျွန်တော်ကြည့်ရတယ်ဗောနော်ဘက်ထရီနဲ့ဖြူဘိုင်းကလည်းပြောစရာမလိုဘူးဆိုတော့ကျွန်တော်ထုံးစံတိုင်းဗောနော်ကျွန်တော်ဒီပွဲသားထုံးစံတိုင်းပဲကျွန်တော်တို့ဒီကီလိုနည်းနည်းရှော့ရမှာဗောနော်ပရမကားတော့ကျွန်တော်နည်းနည်းလက်လုံသွားတော့ပြတ်သွားပြီဗျဒီတစ်ခါတော့အဲ့လိုမပြောင်းကျွန်တော်တေချာရှော့မှာနော်โอเค finally ဒီလောက်ဆိုကျွန်တော်ထားလိုက်တော့မလို့ဒီကား1000ကျော်ပဲသူ့ရဲ့ကီလိုကအဲ့နဲ့ကျွန်တော်ထုံးစံနိုင်မယ်ကျွန်တော်ရေပါညာဆေးမယ်ဗျโอเคကျွန်တော်ကားရည်စီးပြီးပါပြီကားရည်စီးပြီးဒီကားလေးကတော်တော်တန့်နေပြီတန့်ပြီးမရဗျာတော်တော်လှရဗျာဒီမော်တွေကလည်းတော်တော်မြင့်နေဆိုတော့โอเคအဲ့ဒါနဲ့ကျွန်တော်ဒီတန်ကြီးကိုက်နေတဲ့နေရာလေးတွေကျွန်တော်နည်းနည်းပါတော့ series shining mining လုပ်လိုက်ပါအောင်မေโ
ဒီလိုနဲ့ပဲကျွန်တော်ဆေးတွေပိုင်းမှုတ်သွားပြီအကုန်ကားလည်းပတ်လေတိုင်းဖြစ်သွားပြီဆိုတာနဲ့ကျွန်တော်ပါကင်ထိုးရောင်းဖို့တင်ရမှာနော်တော်တော်တန့်သွားတာဗျာဆေးတွေပိုင်းလို့အဓိကကျွန်တော်ရောင်းတော့မရောင်းညဘူးဈေးကလည်းပေးရဈေးကတော်တော် heavy ဆိုတော့ဗျာကားလည်းတော်တော်တန့်နေရကျွန်တော်ဒီပါကင်ထိုးရတဲ့ကြောင်ပြောက်တယ်โอเคဒီမှာပါကင်တော့ရပါဆိုတော့ကျွန်တော်ဒီကင်မရာထုတ်ပြီးတော့ဓာတ်ပုံပညာရိုက်ပြီးကျွန်တော်ရောင်းဖို့တင်ရမှာနော်โอเคဆိုတော့ကျွန်တော်ဒီမှာရောင်းဖို့တင်လာမှာနော်ကျွန်တော်19000နဲ့ပဲရောင်းဖို့တင်နိုင်မယ်ဒီနေ့ကျွန်တော်ရောင်း post တင်ခဏနေတော့ဝယ်သူလာပဲဝယ်သူလာတော့သူဈေးမိတယ်သူကဘယ်လောက်စစ်လဲဆိုတော့ကျွန်တော်19000နဲ့ကောက်19000နဲ့စစ်တယ်ပဲအဲကျွန်တော်သူ16000နဲ့ပေးတိုင်းမယ်နော်မထောက်ချောက်ဖြစ်နေ16000 okay ကျွန်တော်ပြီးလဲသူကမရဘူးဗျ13000နဲ့ပဲဝယ်တယ်13000ပဲဆိုကျွန်တော်ထပ်ပြီးတော့15000နဲ့သူဈေးချပေးတိုင်းမယ်ဒါပေမဲ့သူမဝယ်ဘူးဗျ14000လောက်နဲ့ဝယ်မယ်ပြောတယ်ဒါပေမဲ့ကျွန်တော်သူညင်းလိုက်တယ်အဲကျွန်တော်ဒီထက်ဆောက်အောင်နော်လူတယောက်သူပြင်ပြန်သွားပြီးချင်းပဲဒီ background ကကျွန်တော်ကားလာကြည့်ဗျကားလာကြည့်ရောသူလည်းကြိုက်သွားပုံညာကျွန်တော်လာလှမ်းခေါ်တယ်သူဈေးမိရမှာသူကတော့11590အဲကျွန်တော်သူ့ကိုစဉ်းစားလိုက်ကျွန်တော်19000လောက်နဲ့ပေးတိုင်းပဲဗျ800 short လိုက်မနိအဲနဲ့သူက13000ကျော်ပေးတယ်ဒါပေမဲ့မရဘူးဗျကျွန်တော်ထပ်ပြီးတော့ဈေးချပြီမယ်နော်1600ဆိုတော့သူ1400ကျော်နဲ့ခေါ်တယ်ဗျအဲ့တော့သူနည်းနည်းပေါ့နော်နည်းနည်းထက်ရမှာဆို1550သူထပ်ခေါ်ကြည့်လိုက်တော့သူဈေးကဒါတကုံပဲပြီးလိုက်ဆိုတော့ကျွန်တော်လည်းရောင်းဖက်မှာကြောက်လို့ရောင်းလိုက်ပါတယ်9000ကျော်မြတ်တယ်ဆို alright okay ဆိုတော့ကျွန်တော်ဒီနေ့တော့ကား3စီးရောင်းပြီဗျကား3စီးရောင်းမှဆိုတော့အပိုင်းနှစ်ကတော့ဒီမှာပဲဒီလောက်ပါပဲဗျဘော်ရာတို့အဆုံးထိကြည့်ပြီးရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဗျကျွန်တော် like and subscribe လေးဖြစ်အားပေးကြအောင်ဗျ see you next video